Challenge channel ကနေကြိုတင်ပေးပို့ထားတဲ့မေခွန်းဖြစ်ပါတယ် NLD NUG NUCC CRPH နဲ့ CB ပူးပေါင်းပြီးနိုင်ငံရေးဥတီချက်6ချက်နဲ့ပတ်သက်ပြီးပူးတွဲထုတ်ပြန်ချက်အပေါ်ချင်းလန်းကောင်စီ၏သဘောထားတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ NUCC NUG အကြားလက်တွဲလောက်ဆောင်မှုအနေအထားနောက်တစ်ခု VOC Voice of Change ကနေပေးပို့ထားတဲ့နောက်ထပ်မေခွန်းဖတ်ပါမယ်CC နဲ့ NUG CRPH NUCC တို့ရဲ့လက်တလောဆက်ဆံရေးအခြေအနေကိုသိချင်ပါတယ်။ K3C နဲ့ NUG ကလက်မှတ်ထိုးထားတာရှိတယ်။ CC နဲ့ NUG CRPH NUCC ကရောဘယ်လို relationship ရှိပါသလဲဆိုတော့မေခွန်းကိုဖြေကြားပေးဖို့ရန်အတွက်ချင်းလန်းကောင်စီအတွင်းရေးမှူးတင်စလိုက်ထက်နီကိုဖိတ်ခေါ်ပါတယ်ရှင်။ ဟုတ်ကဲ့ယခုလို့ကျွန်တော်တို့ချင်းလန်းကောင်စီတနည်းပြည့်သတင်းစာရှင်းလင်းပွဲမှာတယောက်လာကြတဲ့ဒီသတင်းမီဒီယာကတောင်ရှိပုဂ္ဂိုလ်ကြီးအားလုံးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဥစွာပြောချင်တယ်ကျွန်တော်တို့ဒီနေ့ဒီတော်လှန်ရေးကာလမှာမီဒီယာရဲ့ဆွမ်းဆောင်ခြင်းကဘယ်လောက်အရေးကြီးတယ်လဲဆိုတဲ့ဟာကျွန်တော်တို့ကထက်တွက်ပြီးတော့မှမီဒီယာအားကြောင့်ကျွန်တော်တို့တိုင်းပြည်တစ်ခုရဲ့အပြောင်းအလဲတော်လှန်ရေးအပြောင်းအလဲတစ်ခုအပြောင်းအလဲကြီးဖြစ်လာနိုင်တယ်ဆိုတဲ့အတွက်အခုလိုမျိုးကျွန်တော်တို့ကမ္ဘာပထပြုပြီးတော့မီဒီယာကနေတဆင့်ဒီကဘာနဲ့ပြည်သူကိုကျွန်တော်တို့ရဲ့တော်လှန်ရေးလုံငန်းဆောင်ရွက်မှုကိုဒီခုလိုချပြတာဖြစ်ပါတယ်အလုံးကိုလေးစားပါတယ်ခုနမေခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ NLD NUG ရဲ့ပြီးတော့ CRPH တို့၎င်း NUCC တို့၎င်းကျွန်တော်တို့ဒီတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းအထူးသဖြင့်ຫນွေဥတော်လှန်ရေးမှာပါဝင်တဲ့အစုဖွဲ့အားလုံးကတော့ကျွန်တော်တို့ရည်မှန်းချက်ယုံကြည်ချက်ခံယူချက်တူညီတဲ့ကျွန်တော်တို့ရဲ့တော်လှန်ရေးမိတ်ဖက်ဒီပါအဆုံးစွန်ထိတိုက်ပွဲဝင်တော့ဖို့တန်တိထန်ချထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတော့ဥစွာပထမဆုံးပြောချင်တယ်စစ်ကောင်စီကိုကျွန်တော်တို့အပြုတ်တိုက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ Federal Democracy ပထောင်စုတည်ဆောက်ဖို့အထိကျွန်တော်တို့ကတစ္ဆာရေးတောက်ပြီးတော့မှတိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဒီနေ့အထိကျွန်တော်တို့ချိတ်ဆက်မှုအားကောင်းနဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်နေကြပါတယ်လို့ကျွန်တော်ဥစွာပြောချင်ပါတယ်အခုနမေခွန်းနဲ့ပတ်သက်ပြီးတော့ဒီပူးတွဲထုတ်ပြန်ကြေညာချက်ဟာကျွန်တော်တို့အတွက်တော့ဟို K3C နဲ့ NUG နဲ့အဲ့ဒီပူးတွဲထုတ်ပြန်ချက်ကိုကျွန်တော်တို့လည်းထုတ်ပြန်ပြီးသားဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့အတွက်တော့အထူးအဆန်းတော့မဟုတ်ပါဘူးအဲ့ဒီမှာကျွန်တော်တို့အားလုံးကဝိုင်းဝန်းပါဝင်ပေးကြဖို့တော့ကျွန်တော်တို့မြတ်တာရခံပါတယ်အဲ့ဒီလိုဖြစ်နိုင်အောင်ကျွန်တော်တို့ရဲ့နိုင်ငံရေးဥတီချက်တထတီးကြပြီးတော့ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားဖို့ပဲရှိပါတယ်အဲဒါကြောင့်အဲ့ဒီနိုင်ငံရေးဥတီချက်ဆိုတာကကျွန်တော်တို့အတွက်ထုတ်ပြန်ပြီးသားK3C ရဲ့ပြီးတော့ NUG ရဲ့ဆိုပြီးတော့ထုတ်ပြန်ပြီးသားအဲ့ဒီမှာCRPH NUCC NLD တို့ပြီးတော့ဒီကတခြားအစုဖွဲ့တွေပါဝင်ဆက်လက်ပြီးတော့ပါဝင်လာကြတာဆက်ပြီးတော့ပါဝင်ပြီးတော့အတူတူကျွန်တော်တို့လက်တွဲပြီးတော့အကောင့်ထဲပေါ်ဖို့ပဲရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ